မင်းနှမောက်ငါနာမှာတော့သူပြောပါနေလေဒီငယ်ကြံဘူးဟာဘာဖြစ်လို့ခင်းချက်တဲ့လူတွေတောက်ပြစ်ကုန်ဘယ်ချိန်မှကြည့်ထားတော့ခင်ဗျာဘာလဲလာလာ